ဒီနေ့ပြမမြန်မာရိုမာဆော့တာဒါပေမဲ့ဒီပွဲမှာဒီဟီရာပစ်က grand ကြောင်လိုက်ပေးဖို့လို့တော့ထင်တယ်ဗျာဒါပေမဲ့ grand ကြောင်ဒီတော့ကျွန်တော် Yuri နဲ့တူပဲ blood တို့ကြော်ပြဖို့တော့ရှင်းနေအောင်မယ်တတလေးကစပြီးတော့ K နေနောက်မှာ blood ollie စပြီးတော့သုံးထားသေးရဲ့ Yuri တတဲတော့လုံနေပြီ KA ကလည်း blood ကိုတော့ဂျိုင်ထားသေးရဲ့နောက်မှာတော့စပြီဗျာတော့ really ဆက်ပြီးတော့ပေးနောက်မှာလည်း Fasa နဲ့ P7 သူတခါလည်း Winston ဝင်ပြန်ပြီးတော့ပြန်တန်းတော့လည်း Nuko ပြန်ထားနေတယ်တစ်ဖက်ကလည်းပြန်ပြီးတော့ထိမှာ Yuri with the retribution တစ်ဖက်ကလည်း Quashero Death ပြန် King ရဲ့အချိန်မှာ first blood နဲ့ first start ပြန်ပြီးတော့လဲထားခဲ့ပါပြီ။ပြန် wave ကတော့ကျွန်တော်တစ်ဖက်မှာပြန်ရှင်းသွားနေပြီ။လာလမ်းကြောင်းကတော့တူတယ်ဆိုပေမဲ့ဒီအချိန်မှာစမ်းကြည့်နေနဲ့တော်တော်များများဆန်းလာ join သွားတယ်ပြောရမယ်။ damage out ဘက်ပိုင်းမှာတော့ Falcon အနေနဲ့အသာလေးရရှိသွားပြီးတော့ပဲ K ဘိုင်းဆိုင်ရာမှာတော့တကောင်တော့ပြင်လဲပြီးတော့ရရှိသွားခဲ့တယ်ဗျာ။ Alligator skirmish တွေကကျွန်တော်နှစ်သင်းလုံးကကျွန်တော် light ချနေတဲ့ပုံစံမျိုးပေါ့ဗျာ။အခုလဲကျွန်တော်ဒါ trading တခုတော့ပြန်သွားကြတယ်။ဒီချိန်မှာတော့ကျွန်တော် network play နည်းနည်း300ကျော်လောက်ထိကတော့ Falcon အနေနဲ့ပြန်ပြီးတော့ဦးဆောင်ထားတယ်ဗျာ။ NL ကတော့နဲငယ်လေးတော့များပါတော့ River တလျှောက်မှာဟေးရမတ်ပြမယ်တစ်ဖက်မှာလည်း Black အနေနဲ့ပြန်ကြည့်မယ်ဆိုလို့အော်အပေါ်မှာ leader နဲ့တူပဲစမ်းကြီး by 1နေထားပါဒါပေမဲ့ tower ထဲမှာတော့ leader ပြန်ပြီးတော့ပဲ tower advantage နဲ့ forward တော့လုံနိုင်ခဲ့တယ်ဆိုတော့ဒီထိတွေ့မှုလေးလည်းရှိနေသေးတဲ့အနေထားဆိုတော့ backup လေးပါလေးเนาะကိုစီပြန်ပေးဖို့တော့လိုတယ်ဗျာဒီမှာလည်း UNS လိမ့်ကပ်ပြီးတော့ combination သူ့အနေနဲ့စပြီးတော့သွားခြင်းတယ် objective fire ဒီမှာဒီ AI sport အနေနဲ့ကျွန်တော်တို့ပြန်သွားမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်း Alice ကိုနည်းနည်းသူတို့ပြန်ပြီးတော့ care လုပ်ရမယ်ချင်တယ်ဗျ Luko ဒီ backline control သွားတဲ့ပိုင်းဒီမှာအရင်ကအကူကြီးသိမ့်မလို့ Zanji combination နဲ့ဒီ Benny နောက်က anti breath thruster လေးကြီးရလဲဒီလိုဒီဂျန်ကလာဖြစ်နေခဲ့တဲ့ Fred Ring ကိုကောင်းကောင်းကြီးပြန်ပြီးတော့ pressure ပေးနိုင်ခဲ့တဲ့အချိန်တွေဗျ A7 ရဲ့ air strike ကတော်တော်လေးအရေးပါတဲ့အနေထားလို့ပြောရအောင်ဟုတ်တယ်ဒီအကုန်လုံးလည်းကျွန်တော်ဒီ KH တွေနဲ့ကျွန်တော်ဒါပြန်တည်ရှိမှုအတွက်တူတီတာတွေပါထုတ်ခဲ့တယ်ဗျာအားလုံး minute တွေမှာကလေးကကျွန်တော်တို့အနေနဲ့ဒီ arrow hand တွေအနေနဲ့ဒီ light hand တွေအပိုင်းတွေပေါင်းအောင် wine နဲ့စီတောက်လျှောက်သူကိုယ်တိုင်လှုပ်ရှားနေအောင်မြင်တွေ့ရတယ် AI ဘက်ကတော့ကျွန်တော် damage တွေစားသိမ်းမှုအတွက်ကျွန်တော် Maxi ရှိရယ်ရှင်းရှင်းပွဲနေတော့ကလည်းကျွန်တော်ဒီ Maxi ရဲ့ Uranus ကတကယ်ကိုတက်ရဖြတ်ရခတ်တဲ့ hero ဒီကောင်ဖြစ်တယ်ပေါ့နော်ကျွန်တော်အဲ့တုန်းကလည်းတော်တော်လေးမှာပေးနိုင်တာဗျာအဲ့တော့ကျွန်တော်ဒီခု game number 4ရောက်ရှိလာတဲ့အချိန်ဒီမှာ Maxi ရဲ့ damage take can ပေါ့ဗျာ damage စားသုံးပေးနိုင်စမ်းဘယ်လောက်ထိချီသွားမလဲနော်ကျွန်တော်အဲ့ချက်တော့စိတ်ဝင်စားစရာပဲကျွန်တော်ကြည့်ရှုရမယ်ဗျာတော့စပြီဗျာเนาะကျွန်တော်တတယ်လေးရောသိမကြရင်ပေါ်လာတော့မယ်အဓိကဒီတစ်ခေါက်တက်တဲ့ကဂိုးလိမ့်မှာသွားပေါ်တာ9ယောက်နေထားတော့ကျွန်တော်တို့မြင်တွေ့ရဖို့ကြာရင်တော့တော်လေးများတယ်ဂိုးလိမ့်နိုင်လိမ့်ချင်းပြီးတော့ဖန်မလားဒါမှမဟုတ်ရှင်တော့ဒီနေရာမှာကဆိုင်မလားဆိုတဲ့အပိုင်းရှိမယ်ပြီးတော့ black ကလည်း तू ကဒီ button ရဲ့ fake crack တွေပါတွေ level 4 time လေးကလည်းပြန်ပြီးတော့ okay လာတဲ့အနေထားဆိုတော့စောင်းတော့ကြည့်ရမယ်ဗျာဒီချိန်မှာတော့စပြီးတော့ပဲတက်တက်လေးကိုစ try နေနောက်မှလည်းကျွန်တော် Nuko vision ပြဖို့ကြိုးစားခဲ့ရင်မရောက်ဘူးဗျာ time လေးကတော်လေးအောက်သွားတာပါရန်တိုးဖို့မလဲဘူးဒီချိန်မှာကျွန်တော် Maggie နဲ့တော့ damage ကထုံးတဲ့အတိုင်းပဲပြန်လုပ်တယ်ဗျာနောက်ကနေပဲပြန်ဝင်လာရင်းနဲ့ပေါ့ဗျာတပ်ဖို့ဖြတ်ဖို့တော့မလွယ်ဘူးလက်ရှိမှာကျွန်တော် AI e-sport နေနဲ့ဒီချိန်မှာလည်းကျွန်တော်တက်တယ်ကတော့ AC လေးပဲသူတို့ပြန်ယူသွားခဲ့ပြီဆိုတော့ဟိုနည်းနည်းလေးကျွန်တော်ဒီခုနကတော့ network ဘိုင်းကွာချောင်းမှုတခုသူတို့အနေနဲ့ပြန် fix ထားတယ်ဟို network 200 300ဆိုတာလေ alligator minute တွေမှာလည်းကဲတော့ကျွန်တော်စကားပြောတဲ့အချိန်ဒီမှာရှိရဗျာနေရတော့ Mazin နဲ့ Alice ဒီမှာ UNS backline ပြန်ပြီးတော့ back control သွားတဲ့အပိုင်းလေးဒီမှာတော်လေးအားကောင်းနေနောက်မှ 3v1 လေးပဲတစ်ခါလည်း fish grab ပြန်ပြီးတော့ပေးခြင်းနဲ့နောက်မှလည်း Zanji နောက်ဖို့ dash က for the air strike ကို P7 ပြန်ပြီးတော့ပေးပါလာပြီ energy range ကောင်းနေတဲ့ Shadow K Kidas Studio ထပ်ပြီးတော့သုံးတာတော့ Ruin နဲ့ Nuko backline ထပ်ပြီးတော့ထိန်းခဲ့တဲ့2 man အောင်မပေးဘူးထပ်ပြီးတော့ပြန်ရရှိတာခဲ့တဲ့မှာ fish ကိုလေးပြန်ပြီးတော့ black ပေးထားခဲ့မယ် auto rage မှာ Zanji dash မှာ anti grab thruster ထပ်ပေးရတယ် black လွတ်မြောက်သွားခဲ့တဲ့ခိုက်ထဲမှာကျန်နေခဲ့တဲ့ million first tower ကို Falco e-sport ရဖို့တော့ကြိုးစားတယ် Shadow မှာ Elita flicker လေးမှာထပ်ပြီးတော့ပေးထားခဲ့ရပါပြီရောက်ပြီเนาะဒီတစ်ခေါက်မှာလည်း leader လာကာဖို့တော့စူးစမ်းနေတာပဲဒါပေမဲ့ဘလုံးမတော့ကာလို့မရပါဘူးဟီးရာတို့ဘာတို့ကလည်းတောက်လျှောက် blocking လုပ်ထားသေးတဲ့အနေထားအားရဘက်လည်းများတယ်ဆိုတော့သူ့ရဲ့ damage ကတော့တက်ရောက်မှုအားနည်းနေသေးတယ်ဗျာအမိနစ်ခွဲမှာကျွန်တော်မင်းမရှိ first round ပေးရတော်တော်များတဲ့အခြေအနေလို့ပြောရမယ်ဒီဟာတကူကကျွန်တော်ခုနကဟောလို့မျိုး first round နှစ်ကောင်ဖမ်းရမယ် current damage ရှိမနေဘူးဒီဟာတကူကတော့ကျွန်တော် AI e-sport အတွက်နည်းနည်းတော့ကျွန်တော် cancel သွားတယ်လို့ပဲပြောရမလားဒီ win dive တဲ့ဘိုင်းဒီမှာလည်း Falcon နဲ့ damage ပိုင်းဆိုင်ရာအရာ instant ပြတ်တယ် Sanji Alligator မှာအသိနဲ့တူတူ line နေပြီး damage ပေးရတဲ့အခြေအနေတခုမှာ Falcon နဲ့ Alligator combination နဲ့ rotation gang တွေကတော်တော်အဆင်ပြေတဲ့အခြေအနေတရက်လို့ဆိုရမယ်ဒါတော့မှကျွန်တော်ဒီ goal line တစ်ကောင်ကြားထဲမှာကွာခြားချက်ဒီAlita နဲ့ 4KD ရှိနေပြီးတော့ Hand Strike ချောင်းနဲ့ Sky ပြောပြီးတော့တိတ်မလွယ်တော့ဘူးOkay เนาะဘာလုပ်ကြမလဲ Sky ပြသာလေးသာပေးလာမှာဆိုလို့ရှိရင်တော့ကသူက combination လာလို့ရပြီဆိုတော့ AI ဘက်ကကျတော့ Alita Sky ပြ stat တွေစုနိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးတော့ P7 ရဲ့ air strike damage တွေကဒီပွဲမှာအရေးပါတယ်ဗျာ။အော်တော်တော်လေးတော့နာတယ်ပေါ့နော်။အဲ့တော့ဒီနေရာမှာတော့ Sanju လည်းသွားပြီးတော့ shot တက်လို့မရဘူး။ Stallion side တော့ပါလာပြီ။နော် feather လေးပါလေးတော့ဆက်သွားနေရလို့တော့ကျွန်တော်ပြောလို့ရတယ်ဗျာ။ Magic damage ကလည်းကိုစီပဲသူတို့နေပြန်ပြီးတော့ပြီးလာကြတဲ့ပန်းလေးရှိတယ် Alita လည်းကွာ Shadow နဲ့ dash သူ passively ပါလဲဝင်အောင်ပြန်ရဖို့တော့ကြိုးစားရဆိုပေမဲ့ Alita dash time မှာအတော်လေးတော့
right time ဖြစ်နေကြတယ်ဆိုတဲ့အခြေအနေမျိုးလေးကိုပြောရမယ် Messi ကတော့သူ့ရဲ့ထုံးစံထားလေးပဲ backline ကိုသွားပြီးတော့နည်းနည်းပြန်ပြီးပြချင်တယ် energy reaction နဲ့ထောင်းနေလေးထပ်ထိခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတစ်ဖက်ကလည်း Sanji dash တွေအောက်မှာအလီတာအရင်တော့တူးလို့တော့မရသေးဘူးဗျတော့ advantage မှာလည်းတစ်ဖက်ကတတ်တာတယ် Falcon Esports for Winners up to the world ဒီမှာတစ်ဖက်ကလည်း backline immune တွေတောက်တော့ပေးခဲ့ damage တော့ 3 man PS7 Nuko ထပ်ပြီးတော့30နဲ့ 1-for-1 2 man down Yorio လာပြီးတော့ပြစ်ခဲ့ရင်တာတော့တစ်ဖက်က focus နေရတဲ့ခိုက်တဲ့တစ်ခုမှာ Sanji Smart Force တွေပြန်ပေးခဲ့ရင် Messi ရှင်တန်နေစဲပါပဲ နောက်ရှော့ပဲ Samji ထပ်ပြီးတော့ down သွားခဲ့ရတဲ့နောက်မှာမရောက်ကြတယ် Yori ထပ်ပြီးတော့ယူလာတဲ့နောက်မှာ dash တယောက်တည်းပဲပြန်ပြီးတော့ပြေးရမယ်နောက်မှာအလီတာ Rossi Chauchan dash Sonata energy bar ပြန်မတက်သေးတဲ့ကာလာတစ်ခုမှာ dash အလီတာရဲ့အစောစောချင်းနဲ့တူပဲတတေ over လက်လွတ်လိုက်ရပြီဗျာ တေကိုကောင်းတဲ့ Sonata တစ်ချက်လို့ပဲကျွန်တော်တို့ပြောရမယ်ဗျာတတေလည်းရရှိလိုက်တယ် K လည်းရလိုက်သေးတယ်ဒီချက်မှာ PH7 ကော KH ချက်ချင်းဆိုလို့သုံးသပ်ထားရဗျာအဲ့တော့ handing power ရောလုံးဝ short ထားလို့မရဘူးသူတို့ turn ပိုင်းတွေဆုံးရှုံးထားရဆိုပေမဲ့ဒီအချိန်မှာ AI Esport အနေနဲ့ပြန်ယူထားတယ်တတေရရှိပြီးသွားတဲ့အချိန်မှာသူတို့ K တွေတောက်လျှောက်လိုက်ကောက်သွားတဲ့အရာတခုအဆင်ပြေသွားတယ်အဓိကအလီတာ K ရတာပဲ အလီတာ K ရခဲ့ဆိုတဲ့ချက်တခုက Sky P the stack ဒါအနေနဲ့တော့10-20 လောက်ထိကိုသွားပြီး20လောက်ထိသွားပြီးတော့ရှိမယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်လာတယ်ဗျာ PS7 over extending ညောင်း faster ပြန်ချခဲ့တယ်ဒါမှလည်းပဲနောက်ပိုင်းမှာကျွန်တော်တို့ double long range ရကြည့်မယ်ဆိုလို့ရှိရင်တော့ Astra နဲ့ DS Sonata လာကြံနေကြတဲ့ Benia Kim ပြီးတော့နောက်က Samji ရဲ့ Harry အားလုံးကိုကောင်းကောင်းပြီးတော့ပြန်ပြီးတော့ pressure ပေးလို့ရတယ်ဗျာ ကဲဘာဆက်လုပ်ကြမလဲဒီအချိန်ကြီးကတော့တော်တော်လေးတော့ဒါကြည့်ရတော့ကောင်းနေဗျာ4កောင်5កောင် balance ဖြစ်တယ်ဒါပေမဲ့အောင်လဲဒီ first hour နဲ့ပေါ်လဲ first hour ကိုပေးထားတဲ့ Falcon တွက်ကတော့နောက်ပိုင်းမိနစ်ဒီမှာဒီ sign လေးမှာ battle sign ဆိုလို့ရှိရင်တော့ tower advantage ကတော့အားတော့နေတယ်ဗျာ ခုစဉ်းစားမိတဲ့အရာတစ်ခုရှိတယ်အဲ့ဒါ AI ဘက်က Maxi ဒီ Uranus ကြီးကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းကြမလဲ လို့ဖြစ်ရှင်းမယ် Falcon အနေနဲ့တော့ကျွန်တော်ဒီပြဿနာကိုမဖြည့်ရှင်းနိုင်ဘူးဆိုရင်တော်တော်လေးပြဿနာတက်သွားလိမ့်မယ်ခုနကတော့ကျွန်တော် objective 5မှာလေ Bini 2တွေ Sanji 2တွေဒီကြားထဲမှာကျွန်တော် Maxi ကအချိန်အကြာကြီးအသက်ရှင်နေတယ်လို့ကျွန်တော်သွေးတွေပါလေအရန်ကြီးမကိုင်းနေဘူးဗျာ Game number 2မှာလည်းဒီ Messi ရဲ့ Uranus ကတော်တော်လေးကိုမှဒါ Falcon Esports ကိုဖြိုခွဲပေးနိုင်ခဲ့တယ်ဆိုတဲ့ check လေးတော့ရှိတယ်ဗျာ Tower advantage ကတော့ဒီ Million ရဲ့ Tower advantage ကတော်တော်လေးအရေးပါတဲ့ Mayor First Tower ကိုသူတို့တွေနဲ့ပေးထားရတယ်ဆိုတော့နောက်ပိုင်း Lord ပဲပြန် try တဲ့ပိုင်းတွေမှာ privilege ကတော့အရင်ရှိနေမဲ့ချင်းတခုမဟုတ်ဘူးပုံမှန်လည်း Messi ဒီကောင်နဲ့ပဲဒါပေမဲ့ရှေ့ကပြောခဲ့သလိုပဲဒီ Uranus ကိုဖျက်ဖို့အတွက် penalty လိုအပ်နေတယ်နောက်မှလည်း 2v1 မှာတော့တယောက်တည်းဖြစ်နေခဲ့တဲ့ Death ဒီတစ်ခါမှာဒီကောင်နဲ့ပဲထပ်ပြီးတော့ပြီးထားအောင်အေးပေါ်မှာလဲ Messi NL တော့ပြရတယ်ဒါပေမဲ့ UA energy ဖြစ်နေရဆိုတော့တောင်နဲ့ပြတ်ဖို့ကတော့မလွယ်ဘူးဗျအဲ့တော့ပြန်ပြီးတော့ကြည့်မှဆိုလို့ရှိရင် dash နေနဲ့မပိုင်းရဘဲနဲ့သေသွားနှစ်ခါလောက်တော့ဖြစ်လာပြီအဲ့ဒါလည်းဒီကပြန်ကြည့်ဗရန်ကြောင့်ဗျဗရန်ကဒီတပွဲစဉ်မှာဟာရဘူတော်ကောင်းကောင်းကြီးဒုက္ခပေးနေတဲ့အနေထားမှာတော့ရှိတယ်အခုလဲဒါပြန်ပြီးတော့ကြည့်မှဆိုလို့ရှိရင်တော့ Lord တော့စပြီးတော့ K နေပြီ KA မလေးပါလီတော့စပြီးတော့ဖွင့်ထားသေးတဲ့နောက်မှာ Samji Proton လေးစပြီးတော့သုံးထားပြီဗျာ Number Dash and the Great Thrust in the backline throw in the two man and a Duko Alita သူ doesn't not leave ပြန်ပြီးတော့ပေးချင်တယ်ဗျ auto race မှာ Kides backline Yori 2v1 မှာမရရအောင်ပြန်ပြီးတော့ယူတယ်တစ်ဖက်က fish ground နဲ့ energy rocket down နေတာမှာ PS7 ပြန်ချခဲ့မယ် Nuko ထပ်ပြီးတော့ပေးဆက်ထားခဲ့ရပါပြီ အဲ့တော့မှာကျွန်တော် Kid X low HP ပြန်ဖြစ်သွားနေပဲ Messi လိုက်ကနေတယ်တော့ Kid X ပြန်ပေးလိုက်ရတယ်ဗျ Smackle Dash အောင်မှာ Yori အကောင်းဆုံးဟန်ထားသေးတယ် Strike ချက်မှာ Sanji ဒီကောင်နဲ့ပဲအနေနဲ့ Smackle ပြန်ပြီးတော့ကျွန်တော်ခင်းလိုက်နောက်မှာနောက်ကိုပြန် form မှာရမယ် front line မှာကျွန်တော်နေတဲ့ damage တွေကောင် Sanji အရင်ပြစ်ခွက်ထားနိုင်ခြင်းမရှိသေးဘူးဗျာ ရဘူးဗျခေါင်းရမ်းတိုးလို့မရတော့လော်လဲပေးလိုက်ရပြီဒီအချိန်မှာ Nuko နဲ့ K ကလည်းပြန်ပြီးတော့ down သွားတဲ့ချိန်ကြီးဆိုတော့ Falcon defensive ကိုပြန်ရွေးချယ်ရတော့မယ်ဗျာ AI ဘက်ကနေပြီးတော့ Mayor First Tower ကိုလည်းစတင်ပြီးတော့ရိုက်ခွဲနေခဲ့သလို North ဒီလည်းအောင်လန်းကနေပြီးတော့တက်လာမယ်အလီတာ404မှာ item 5ခွက်ပြီးသွားပြီနော် Okay ဒီရပဲဆက်ပြီးတော့ပြီးတာတယ် Sky Meter stack ဒီ40လောက်ကိုသွားပြီးတော့ရှိခဲ့တဲ့ခိုင်တာတစ်ခုမှာဒီ Granger ပေးတဲ့ stack တွေ damage တွေ Capriccio stack တွေကိုဘယ်သူခံမလဲဆိုတဲ့ပြဿနာတစ်ခုအောင် Falcon Esports front line အတော်လေးကိုပြန်ပြီးတော့ရှိလာတယ်ဗျာနောက်မှလည်း K Samji energy rushing လေးပြန်ထိခဲ့တဲ့ခိုင်တာမှာတော့ Kides ရဲ့ header နည်းနည်းလေးတော့ impact ပြန်ကျလာတဲ့အခြေအနေမျိုးဆက်ပြီးတော့ကြုံတွေ့နေရပြီဗျာ Catherine Fafa တွဲလို့သုံးတယ်လို့ဖမ်းဖို့ပြန်ကြည့်နေတယ်ဒီက Messi သွားဖမ်းလို့မရတော့တွေ့နေတယ် Kides ဒီကောင်နဲ့ပဲတောင်းတင်းဆွဲခေါ်ထားပြီး4 versus 1မှာတော့ဘယ်လုံးဝမရဘူး Kides နေတော့အကောင်းဆုံးပဲပြန်တော့ထွက်လာသေးတယ်သူကိုယ်တိုင် damage taken ပြန်လုပ်ထားနေပဲ Falcon နဲ့ဒီအချိန်ဒီမှာ Mega တော့မပေးထားသေးဘူးကြာ Mega Tower ကတော့မပေးရအောင်တော့ကာဝါနိုင်တယ်နော်ဒီနေရာမှာလည်း Hero K ကြာရှုံးတော့မရှိဘူးဒါပေမဲ့ Jam ရှိနေတဲ့အရာတစ်ခုတော့ Messi ကောင်းကောင်းကြီးတော့သိရဗျာတောက်လျှောက်ဆိုလည်း Messi PR တွေပေးထားသေးတဲ့နောက်မှာတော့အောင်လဲ Mega Tower ကိုအရင်ဖိလို့မရတဲ့အချိန်တွေမှာအပေါ်လဲ second လေးကိုတော့ try မလားတော့ကြည့်ရမှာဗျာ Astra နောက်လျှောက်လာပြီးတော့တက်လီရဲ့ live ဖာလာခဲ့တဲ့အချိန်တွေမှာတစ်ဖက်ကလည်း Kides နဲ့ Nuko front line မှာတော့မိုးရကြိုးစားနေတယ်ဒါပေမဲ့လည်းနည်းနည်းလေးလက်ရှော့လိုက်တာပိုကောင်းမှာ Shadow 1v1 မှာ Shadow ကလေးပြန်ပေးခဲ့မှာတစ်ဖက်ကပြန်ကတ်ခဲ့တဲ့အခိုက်တစ်ခုမှာတော့ Dance ပြန်လည်းပြီးတော့ forward ထားခဲ့ရပါပြီအင်းများရဲ့ခိုက်တန်တစ်ခုကျွန်တော်နောက် Kides What a play move Power Winers နဲ့ Alita Shut down Kides နေတော့ပိုင်ဆိုင်သွားခဲ့တယ်ဗျာ but the gameplay ဒီတစ်ခေါက်မှာလည်း KA တကယ်ပြသနေနေပဲဘလိုင်းကနေပြီးတော့ flanking တစ်ပေါက်ကိုတော့စတင်ပြီးတော့ပြသသွားတယ်ဗျာ Alita shut down ကပေးလိုက်ရတယ် Sky Pier stuff ဒီပြန်လည်းပြီးတော့ရောကြလာတယ်ဗျာဒါကတော့ Hero Impact ကိုနောက်ပိုင်းမိနစ်တွေမှာဒီတက်ပို့ပြီးတော့ကောင်းတယ်မလားကြည့်ရမယ်
လောဆယ်မှာတော့ lob အတွက်စက္ကန့်90ပဲလူတော့တယ်အပေါ်မှာလည်း3ယောက်2ယောက်အနေထားလေးကိုတော့စပြီးတွေ့ရတယ်ဗျာ ဒါတော့လည်း3ချက်အလီတာနဲ့ shut down ပြရတဲ့ချက်တစ်ခုကနည်းနည်းလေးတော့တန်ဖိုးတော့ကြီးတယ်ဗျာ Scam Business တက်40နဲ့28လောက်ထိပဲသူ့အနေနဲ့ကြံခဲ့မဲ့ချက်တစ်ခုကနည်းနည်းနောက်ပိုင်းကျွန်တော်တို့ပြန်ပြီးတော့ Nuko တို့ KDS တို့ပြန်မဲ့အပန်းလေးမှာပြဿနာလေးကိုပြန်ရှိလာနိုင်တယ် Nuko ကလည်းပြောမှဆိုရင်နောက်ပိုင်းသူ့အနေနဲ့အဲ့လိုမျိုး Anti-Grad Thruster နောက်ပိုင်းဒီပြန်ကားတဲ့အပန်းလေးရှိရဗျာကျွန်တော်ရူရသွားတဲ့အနေထားမျိုးမှာ Magical Last ကလည်းနည်းနည်းများလာပြီတစ်ဖက်မှာလည်း Now Gap ဒီ 1.6k လောက်အလီတာနဲ့တာနေစေမဲ့ဆိုပေမဲ့ Harry ကလည်း 40 Crystal Diamond လေးပြီးသွားရဗျာ Boss Press Camin ဖြစ်လာမဲ့ချင်းတကူကနည်းနည်းလေးနီးစပ်လာပြီလို့ပြောရမယ် ဒီချိန်မှာတော့ကျွန်တော် AI အနေနဲ့ကျွန်တော်တခုစဉ်းစားမိရ Maxi နဲ့ Black က front line မှာတန်းကောင်းကြီးကျွန်တော် damage take လုတ်ပေးနိုင်တဲ့အခြေအနေမှာရှိရကျွန်တော် Radiant Armor ပြီးထားတယ် Dominant Ice ပြီးထားတယ် Oracle ပြီးသွားရင်တော့ Maxi ရဲ့ထင်ထားတဲ့ပူပြီးဖြတ်ဖို့တက်ဖို့ခက်ခဲလိမ့်မယ်ဗျာအထုံးတဲ့အတိုင်းပဲ Alita နဲ့ PA7 damage ပေးနိုင်တယ်ပြီးတော့ Falcon အနေနဲ့ Annie ကြီးမားတဲ့အခြေအနေတခုရှိရ ambush လုပ်ပြီး assassination လုပ်ရမယ့် Dan တွေကိုကောင်းကောင်အနေနဲ့ PA7 Alita ဒီထက်ပိုပြီး view side တင်တယ်ဗျာထုံးတဲ့အတိုင်းပဲ Yuri ကတော့ကျွန်တော် Lord Dance control သွားခဲ့ပြီဆိုတော့ဒီ log ကနှစ်သိန်းလုံးအတွက်တကယ်ကိုအရေးကြီးတဲ့အခြေအနေတခုတော့ရောက်ရှိလာပြီကိုကြီး နော်ကျွန်တော်ဒီကောက်မှာလည်းလောက်စပြီးတော့ကင်းနေသေးတယ် Yuri energy rush ပေးထားသေးတယ် special boss မှာ wins by way throw robbery တပ်ပေးထားမှာ one man stand လေးပဲ elbow product for the air strike စသုံးနေဗျာ Banana fish squad in the back line မှာ Black KDS တို့ရောတပ်ပြီးတော့ဆိုတဲ့ Alita လောထပ်ပြီးတော့ရတော့ချပေးနေက stadium မှာတစ်ဖက်က Dash နဲ့ Shadow K triple 1 Monster ထပ်ပြီးတော့ပိုင်းရတဲ့ကဲတော့ဒီမှာ Dash ကိုနောက်တော့ like triple K Banalita again What a play the sniper Alita ရဲ့ sniper ပြစ်ချက်တွေကတော့ကျွန်တော်တကယ်ကိုကျစင်ကြီးဗျာ Sonata တကယ်ကိုကောင်းမွန်နေခဲ့ပြီးတော့ပဲ Hero back man သုံးကောင်စမန်ဖို့ dash မှာ 3 versus 1 မှာစန်ကြီးဒီချိန်မှာပြန်မင်းနေကြလီတာသွေးတော်လေးကိုပြန်ကိုင်းသွားတဲ့အချိန်ဘင်းကြီးစန်ကြီး12လုံး magic power damage တွေအကုန်လုံးပြန်ခံစားနေရတော့မယ်ဒီ second turret ကိုတော့ Falcon အရာရတဲ့ဒီနဲ့တော့ပြန် defend ထားပါသေးတယ်ဘယ်တော့မလွယ်ဘူးနော်လော်လဲပေးလိုက်ရတဲ့အနေထားနောက်ပိုင်းမှာဂျန်ဂလာတွေရဲ့ retribution ကောင်းပေမဲ့လည်းဂျားတွေကနေပြီးတော့ဂိုလိန်နာတွေ issue လိန်နာတွေလုံးပြန်ပြီးတော့ယူနိုင်တယ်ဆိုတော့အချက်ကိုလည်းကျွန်တော်တို့ကမေးထားလို့တော့မရသေးဘူးဗျာဒီချိန်မှာ Nova Cup တီအရင်တော့မကွာတော့ဘူးဒါပေမဲ့လုံးရရှိခဲ့တဲ့ AI Esport အနေနဲ့ကတော့ဒီတစ်ခေါက်မှလည်း Mega Turret ကိုရယူသွားနိုင်မလားကြည့်ရမယ်ဗျာဒီချိန်ကတော့ကျွန်တော်ဒီ second turret ကတော့ရေးကြီးရဲ့အချင်းလိုက်ခန်းကနာတစ်ခုဖြစ်လာတယ် Messi ကတော့တဲ့ပဲเนาะကျွန်တော်အချိုးပလိုက်ပြီတခါမှမသေးထားသေးဘူး face grab ဖိထိုးထားတယ် air strike အောက်မှာတော့တကယ် Nuko ပြန်ပေးရတယ်ဗျာဒီကြားနဲ့ Mega K ချပြီးတော့ Oren Low Banish မှာတစ်ဖက်ကလည်း Yuri အနေနဲ့နောက်ကျနေခဲ့ဆိုပေမဲ့ Mammo Dash တွေတော့ပြန်ပြီးတော့ပြီးသွားပြီဗျာ Sanji အရင်ကောင်းလို့မရအောင်ဆိုတဲ့ Canada တစ်ခုမှာတော့ Falcon Esport ဒီ Low Banish နဲ့ပဲဒါ Mega Lane စပြီးတော့ပေးထားတဲ့အခြေအနေမျိုးလေးတော့တွေ့လိုက်ရတယ်နောက်မှလည်း 2 lane Mega TU ပါ AN Esport တောက်လျှောက်ဆိုသလိုရဖို့တော့ပြန်ပြီးတော့ကြိုးစားနေဗျာ Town in Immobilize မှာ Yuri ပြန်ပြီးတော့မိတယ် Energy Rush တွေမှာတောက်လျှောက်သလို back line တွေတက်ပြီးတော့ train ထားတယ်ပဲ Raft တွေမှာ Yuri တက်ပြီးတော့သိမ်းပိုက်ထားခဲ့ပါပြီဘလုံးမကာလို့မရတော့တဲ့အနေထားတစ်ခုမှာ KA မဲက3 lane တောက်လျှောက်ဆိုသလိုပဲ AI ဆိုသင်ရယူထားသေးတယ်ဗျာ9ယောက်3ယောက်နေတော့ for the air strike Benny တမျိုးရှောင်းထားသေးတယ်ဒါပေမဲ့ Shadow K ပြန်ပိုင်းထားသေးတယ်တော့မ Cree ကတော့ရှင်းသွားပြီတက်ပြီးတော့ကြာသွားပြီဗျာနောက်တော့ပါလာခဲ့တဲ့ Minion Wave တစ်ဖက်ကလည်း Fireman Audio ကိုထပ်ပြီးတော့ရှင်းနေရနောက်မှလည်း Throw Rune ကို Nuko နဲ့ပြန်ကာနာခဲ့တဲ့ Canada တစ်ခုမှာတော့ Falcon Esport Last Minion Wave ကိုပြန်ရှင်းထားဖို့တော့ကြိုးစားနေ Rastadi God like Banalita Energy Rush တော့ကျွန်တော်ထိုင်းခဲ့တဲ့ damage တွေမှာ Minion Wave ကို Falcon Esport ပြန်ရှင်းထားတယ်ပဲ Samji Black ကိုတော့ပြန်ပြီးတော့သိမ်းပိုက်ထားခဲ့ပါပြီတော့မစနိုင်သေးဘူးဒီအချိန်မှာ Minion Wave ကပြန်ထွက်လာအောင်မှာ20 second response time ခုရှိတယ် Kidas ပြန်ပြီးတော့ကာထားသေးရဲ့ဗျာရအောင်မယ် Minion Wave time ကိုဆွဲခေါ်ထားတာ AI အနေနဲ့မရတော့ဘူးဗျဒီချိန်မှာ Crazy Throw ရိုက်ဖို့အတွက်ကြိုးစားပြီး Benny ကိုစောင်းတဲ့တိုင်းမဖို့တိုင်းအကုန်ပြန်ပြီးခေါ်ကြိုးစားထားသေးတယ်ကဲတောက်လျှောက်ပဲ Shadow တောက်လျှောက်ပြန်ချဝိုင်းနောက်မှာ Samji တယောက်တည်းကာဝါတော့မဖြစ်နိုင်တော့တဲ့အဆုံးသတ်မှာတော့ AI Esportတောက်လျှောက်ပဲအနိုင်ရရှိနေတယ်ပဲ game number 5 စီကိုသွားခဲ့ပြီဗျာ always illness မနေ့ကလည်းကျွန်တော်တို့ဒါ Mythic သေးနဲ့ Best of 5 series မှာတော့သူတို့ဒီ game number 5 တီကိုတကယ်အကျိတ်နဲ့ခေါ်ဆောင်သွားနိုင်ခဲ့တဲ့အနေအထားမျိုးလေးရှိတယ်ဗျာဒီနေ့မှလည်း regular season ရဲ့ undefeated team လို့ပြောရမယ် Falcon Esport ဒါဦးဆောင်ထားနိုင်ခဲ့တဲ့နှစ်ချင်းတန်းတွေကိုကြော်ဖြတ်ပြီးတော့ပဲ Best of 5 series ရဲ့ game number 5ကိုတော့ AI Esport ခေါ်ဆောင်ထားနိုင်ပြီလည်းဖြစ်ပါတယ်ဒီ game 5ကိုတော့ကျွန်တော်ကြည့်ရှုနေတဲ့ညီကိုတွေအားလုံးလည်းเนาะကျွန်တော်ဒါမျှော်လင့်နေမယ်လို့တော့ထင်နေဗျာတကယ်ကိုကျွန်တော်ပြိုင်ဆိုင်မှုမြင့်မားလုံးနဲ့ကျွန်တော်ဒီနှစ်သင်း That's a 5 series ရဲ့ကျွန်တော် game number 5ကိုတော့ကျွန်တော်ဒီချိန်တွေမှာကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်ဘသူက upper bracket ကိုသွားမလဲဘသူက lower ကိုသွားမလဲဆုံးဖြတ်ဖြစ်လာမယ်အခြေအနေတစ်ခုဗျာကဲကိုကြီးနော်လုံးဝကျွန်တော်တို့ AI Esport တော့သူတို့ရဲ့ bounce back ပြတဲ့အပိုင်းတွေနည်းနည်းဒီ Best of 5 series ကို balance ပြန်လုပ်တဲ့အပိုင်းတွေမှာအတော်လေးအားစရာကောင်းတယ်ဗျ mentality ပိုင်းအရတော့ပြောရရင်လေကျွန်တော်တို့ကရှေ့ရအဲ့လို regular season ရလပိုင်းတွေရ AI Esport နည်းနည်းလေးများကြာဆင်းပြီလား